ကောင်လေးကမတော်တဆပဲချုံမောလှပတဲ့ကောင်မလေးတယောက်ကိုနမ်းမိခဲ့တယ်။ဒါပေမဲ့အဲ့ဒီနမ်းကြောင့်ပဲကောင်မလေးကမူဂျိုကနေမူလာတန်းအထိသူ့အပေါ်ရန်ညိုးဖွဲ့သွားခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူ့ကိုမြင်ရင်အမြဲတမ်းဆန့်ကျင်ဘက်လုပ်တော့တာပဲ။အတန်းထဲမှာစာတီချာမတင်ပဲသူ့ကိုနှက်ဆိုးတကောင်လိုပုံဆွဲတာမျိုးတောင်လုပ်တယ်။သူကအတန်းကောင်းဆောင်ဆိုတော့အားလုံးရဲ့ရှေ့မှာကောင်လေးရဲ့ပုံဆွဲစာအုပ်ကိုတင်စီလိုက်တယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါစောင့်အောက်ထဲပုံပြီးအဲ့ဒီစာအုပ်ကိုတရွက်ချင်းလှန်ကြည့်ရင်မပြ။အောင်မဲမနေနိုင်ဖြစ်နေတာကိုတော့ဘယ်သူမှမသိခဲ့ကြဘူး။ဒါနဲ့ပဲသူတို့နှစ်ယောက်ကြားမှာတစ်သက်လုံးစာတီးတတ်မဲ့တန်ရောစင်တစ်ခုစတင်ခဲ့ပြီးမျက်စိတမိတ်အတွင်းမှာတင်10နှစ်ကျော်ဖြတ်တန်းသွားခဲ့တယ်။ကောင်မလေးကအရွယ်ရောက်လာပြီးပညာဆက်သင်ခဲ့တယ်။မိဘတွေအလုပ်လုပ်တဲ့အိမ်ရဲ့မြေအောက်ခန်းထဲမှာပဲကြက်ကြက်တဲတဲနေထိုင်ခဲ့ရရှာတယ်။သတိမထားမိပဲနဲ့အလုပ်ရှင်ရဲ့သားဖြစ်သူကိုချစ်မိသွားခဲ့တယ်။အိမ်ရှင်မကအစီခံရဲ့သမီးကသူ့သားအပေါ်တန်ရောစင်ရှိနေတယ်ဆိုတာသိသွားတဲ့အခါသူ့ရဲ့အဝေးဟောင်းအဆုတ်ပြက်တွေကိုဓာတ်ရိုက်ပေးလိုက်တယ်။အပြင်ပန်းမှာတော့လက်ဆောင်တစ်ခုလိုပါပဲ။ဒါပေမဲ့တကယ်တော့နင်းစင်တန်းအတိုင်းဝစ်စင်လူတိုင်းမှာသူ့နေရာနဲ့သူရှိတယ်ဆိုတဲ့ပြတ်သားတဲ့သတိပေးချက်ပဲဖြစ်တဲ့ကောင်မလေးကအဲ့ဒီတဝန်လွှတ်အာကိုချက်ချင်းသဘောပေါက်သွားတယ်သူ့မိကအခြေအနေကိုမြင်တဲ့အခါအကြောင်းအရာတွေကိုငြိမ်သက်သွားစေဖို့ချက်ချင်းဝင်ပါပြီးကောင်လေးနဲ့အနှမ်းကွာနေဖို့တမီးဖြစ်သူကိုသတိပေးခဲ့တယ်သူရောသူ့ဖေပါအဲ့ဒီအိမ်မှာအလုပ်လုပ်နေကြတာမို့အလုပ်ပြုတ်မဲ့အရေးကိုမစွန့်စားနိုင်ကြဘူးကောင်လေးမှာနှုတ်ဆက်နေုံကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ဘူးတရက်တော့အကြောင်းကိုအရက်ရှည်ပြီးခန့်ညားတဲ့ကျောင်းသားတစ်တယောက်ရောက်လာပြီးအကြောင်းလုံးကိုလှုပ်ခတ်သွားစေခဲ့တယ်သူကားပေါ်ကစင်းစင်းချင်းမှာပဲစိန်ခံကားတွေကမျိုးသမီးတယောက်ကငွေဆက်ကူနဲ့ထုတ်ကမ်းပေးပြီးဒီညဟိုတယ်တစ်ခုမှာတွေ့ဖို့ပြောလိုက်တဲ့ကောင်မလေးကအဲ့ဒီလူဟာတထေးကတော့တယောက်ရဲ့ငွေစားထားတဲ့လင်ငယ်လို့မှားယွင်းတွေးမိသွားပြီးသူ့ပေါ်ထားတဲ့အထင်ကြီးမှုတွေချက်ချင်းပျောက်ဆုံးသွားခဲ့တယ်သူမသိခဲ့တာကတော့အဲ့ဒီစိန်ခံကားတွေကမျိုးသမီးဟာတကယ်တော့ကောင်လေးရဲ့အမေအမှုဆောင်ရာရှိချအုတ်တဦးဖြစ်နေတာပါပဲကောင်လေးကလူအုပ်ကြားတွေကကောင်မလေးကိုပထမဆုံးအကြည့်နဲ့တင်မှတ်မိခဲ့တယ်။သူကငငယ်ကလေးကတိတ်တဆိတ်သဘောကျခဲ့ရတဲ့ကောင်မလေးဖြစ်နေလို့ပဲဒါကြောင့်သူကရွေချက်ရှိရှိနဲ့သူ့အတန်းလေးကိုသွားပြီးအတန်းတစ်ခုလုံးရဲ့ရှေ့မှာကောင်မလေးရဲ့ဘေးနားမှာဝင်ထိုင်ပြီးသူ့နာမည်ကိုပြောပြလိုက်တယ်။ကောင်မလေးကတယော်တဲ့လေတန်းနဲ့တထေးကားတော့ရဲ့ကစားစရာဖြစ်နေတာမဆန်းပါဘူး။အားကစားသမားတွေကခန္ဓာကိုယ်အမြဲတမ်းတောင့်တင်းတာကိုလို့ပြောလိုက်တယ်။ကျောင်းသားတစ်ကလုံးဝဝေခွဲမရဖြစ်သွားတယ်ကောင်မလေးကသူ့ကိုအထက်အောက်ကြပြီးအသက်ရွယ်အခုလိုငငယ်ရွယ်နဲ့ဒီလိုအလုံးမျိုးလောက်တာမကောင်းကြောင်းအကြံပေးလိုက်တယ်ပြီးတော့စေတနာနဲ့ဖုန်းနံပါတ်ချိတ်ဆက်ပေးပြီးနွားနို့လက်ဖက်ရည်ဆိုင်မှာအလုပ်တစ်ခုရှာပေးနိုင်ကြောင်းပြောခဲ့တယ်ဖုန်းနံပါတ်တွေအပြန်အလှန်လဲလှယ်ပြီးနောက်ကောင်လေးကသူ့နာမည်ကိုတိုက်ရိုက်မှတ်သားလိုက်တဲ့အတွက်ကောင်မလေးမှာအံ့ဩသွားရတယ်သူကသူ့နာမည်ကိုဘယ်လိုသိနေတာလဲကောင်လေးဟာသူ့ရဲ့ငယ်တငယ်ချင်းဆိုတာကိုကောင်မလေးမရိပ်မိခဲ့ဘူးကောင်မလေးရဲ့တကူကောင်းမဆန်တဲ့ကူညီမှုကြောင့်ကောင်လေးဟာသူ့အတွက်အဆင်ပြေလာတဲ့နွားနို့လက်ဖက်ရည်ဆိုင်မှာအလုပ်စလုပ်ခဲ့တဲ့နေ့စဉ်ရက်ဆက်အတူတူအချိန်တော်ကြာဖြတ်တန်းပြီးနောက်ဘာမဆိုပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့တငယ်ချင်းကောင်းတွေအမြန်ဆုံးဖြစ်လာခဲ့ကြတယ်ကောင်မလေးအနေနဲ့သူ့သားပေါ်ထားရှိတဲ့ဘလို့မျှော်လင့်ချက်မျိုးကိုမဆိုအမြင့်ပြတ်သွားစေဖို့အတွက်အလုပ်ရှင်မျိုးသမီးကစားချင်းစားကြံအစားအစာတွေကိုယူလာပြီးအပေါင်းအသင်းတွေရဲ့ရှေ့မှာအတင်းအာရမစားခိုင်းခဲ့တယ်သူ့ကိုလူကုန်အလဲမှာအရှအခွဲခဲ့တာပါကောင်မလေးကရှက်ရှက်နဲ့ပဲဘိုင်းမစားဘူးလို့ပြောခဲ့ပေမဲ့အဲ့ဒီမျိုးသမီးကသူ့ကိုလွှတ်ပေးဖို့အစီအစဉ်မရှိခဲ့ဘူးဒရိုင်ဘာအဖြစ်အလုပ်လုပ်နေတဲ့ကောင်မလေးရဲ့အဖေကိုကားမှန်တွေတွားတုပ်ဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်ဒါကိုမြင်တဲ့အခါအပေါင်းအသင်းတွေကဒရိုင်ဘာဖြစ်တဲ့သူ့အဖေကိုလှောင်ပြောင်ကြပြီးလှောင်ရဲဖို့ဓာတ်ပုံတွေစရိုက်ကြတော့တယ်သူတို့ရဲ့ပြောဆိုတမ်းတွေကိုကြားရတဲ့အခါကောင်မလေးကတတိရှိရှိရှေ့ကိုထွက်ပြီးကျမအဖေကဒရိုင်ဘာပါဒါပေမဲ့အဲ့ဒါရှက်စရာဘာမှမရှိဘူးသူကဒီမျိုးရဲ့လမ်းတိုင်းကိုတည်တယ်လို့ပြောလိုက်တယ်ပြီးတော့အနားကိုသွားပြီးအဖေဖြစ်သူကိုကားတုပ်ဖို့ကူညီပေးခဲ့တယ်မိမိရဲ့အစီအစဉ်အောင်မြင်သွားတာကိုမြင်တဲ့အခါအလုပ်ရှင်မျိုးသမီးကကျေနပ်တဲ့မျက်နှာပေးနဲ့ထွက်ခွာသွားတယ်အဲ့ဒီဖြစ်ရပ်ကအကြောင်းလုံးကိုအမြန်ဆုံးပြန့်နှံ့သွားခဲ့တယ်ကျောင်းသားတစ်ရောတထေးသားပါကောင်မလေးရဲ့အနားကိုပြေးလာကြတယ်။ကွာခြားချက်ကတော့ရှင်းလင်းခဲ့တယ်။ကျောင်းသားတစ်ကကောင်မလေးရဲ့ခေါင်းပေါ်ကိုဥထုတ်တလုံးဆောင်ပေးပြီးငိုချင်းရင်ငိုချလိုက်ဖို့တိုးတိုးလေးပြောခဲ့တယ်ပြီးတော့အခြားသူတွေဘာတွေဂယုမဆိုင်ဖို့အားပေးခဲ့တယ်။စန့်ကျင်ဘက်အနေနဲ့တထေးသားကတော့ဒေါသတကြီးနဲ့နင်ကအမိုက်ပုံးလားငါအမေကစားချင်းစားကြံစားခိုင်းရင်စားလိုက်မကြရင်လည်းတက်တေပြလိုက်လို့ပြောခဲ့တယ်။အဲ့ဒီစကားလုံးတွေကြောင့်ကောင်မလေးကနှုတ်ဆက်သွားခဲ့တဲ့အကြောင်းသားတစ်ကဒါဆိုမင်းရဲ့ရက်တီချက်ကဘာလဲမင်းသူ့ကိုတကယ်ပဲသဘောကျလို့လားလို့ဓာတ်ရိုက်ပြန်လေတုတ်ပြန်ခဲ့တယ်နောက်ထပ်လူငယ်ကတော့စကားမဲ့သွားခဲ့ရတယ်ကျောင်းသားတစ်ကမင်းသူ့ကိုမကာကွယ်နိုင်ရင်ငါကိုယ်တိုင်လုပ်မယ်လို့ပြောပြီးကောင်မလေးကိုချစ်နေမိပြီလို့ကြဲကြဲလောင်လောင်ကြေညာလိုက်တယ်အဲ့ဒါကိုကြားတဲ့အခါကောင်မလေးစွန့်သွားခဲ့တယ်ကောင်လေးကမင်းကိုချစ်တာငါအပိုင်းပါလို့ပြောလိုက်တယ်တထေးသားကချက်ချင်းမနာလို့ဖြစ်သွားပြီးကောင်မလေးကိုဖယ်ထုတ်ဖို့သူ့စီတိုးဝင်သွားတာကြောင်းသားတဲ့လိုကောင်မျိုးတွေမှာပတ်စံမရှိကြောင်းသူ့ဘေးနားမှာဆိုဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ကြောင်းပုံမှန်လင်းလင်းပြောခဲ့တယ်အဲ့ဒီစကားလုံးတွေကကောင်မလေးကိုချက်ချင်းယွန်ရှာသွားစေခဲ့တယ်သူတို့ဟာလူဒန်းစားချင်းမတူကြောင်းစင်းရဲသားတွေကိုဒီလောက်တောင်အထင်သေးနေရင်သူ့ရဲ့အခွင့်ထူးခံဘဝကိုပဲပြန်လည်ခံစားဖို့ပြန်ပြောလိုက်တယ်သူထေးသားရဲ့အမေကသူ့အတွက်မျက်စိမိတ်စူးစောင်းပေးတဲ့အစီအစဉ်တစ်ခုစီစဉ်ထားတာဖြစ်နေတဲ့ကောင်မလေးကဒေသဆိုင်ရာစစ်ဘက်ဆိုင်ရာတပ်မှုတစ်ယောက်ရဲ့ငွေစားသမီးဖြစ်နေပြီးသူ့မိသားစုအနေနဲ့အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတစ်ခုပြီးမြောက်ဖို့အတွက်အဲ့ဒီတပ်မှုရဲ့ပံ့ပိုးကူညီမှုကိုလိုအပ်နေတာဖြစ်တယ်။ဒါကြောင့်သူ့ရဲ့မျက်နှာသာပေးမှုကိုရရှိအောင်လုပ်ရမှာဖြစ်တယ်လို့တပ်မှုရဲ့အရင်ဖြစ်တဲ့သားနဲ့လည်းအဆင်ပြေအောင်နေရမှာဖြစ်တယ်။ဘယ်သူမှမသိခဲ့တာကတော့အဲ့ဒီចောင်းသားတစ်ဟာအတိအကျဆိုရရင်အဲ့ဒီတပ်မှုရဲ့သားဖြဖြစ်နေတာပါပဲ။ကောင်မလေးကိုသူ့အဆင့်တန်းအတိုင်းသတိပေးဖို့အတွက်အလုပ်ရှင်မျိုးသမီးကအဲ့ဒီမျက်စိမိတ်စူးစောင်းပေးတဲ့ညစာစားပွဲကိုတက်ရောက်ဖို့အတင်းအာရမခေါ်ယူခဲ့တယ်ဒါပေမဲ့မိဘတွေရဲ့အလုပ်ကိုမပျက်စီးစေချင်တဲ့အတွက်ကောင်မလေးမှာလက်ခံယုံကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ဘူးဧည့်သည်တွေကကောင်မလေးကိုမိသားစုရဲ့ဆွေမျိုးတစ်ယောက်လို့ထင်ခဲ့ကြပေမဲ့အလုပ်ရှင်မျိုးသမီးကတော့သူဟာအစေခံရဲ့သမီးတက်တာဖြစ်ကြောင်းရှင်းလင်းအောင်ပြောဆိုခဲ့တယ်လူငယ်ကကောင်မလေးကိုထိုင်ပြီးစားဖို့ပြောတဲ့အခါမျိုးသမီးကတားဆီးလိုက်ပြီးရောက်ရှိနေသူအားလုံးကိုဟင်းချိုခတ်ပေးဖို့အမိန့်ပေးခဲ့တယ်။ကောင်မလေးမှာနာခံယုံကလွဲလို့အခြားမရှိပဲအစီကံတယောက်လိုပြုစုလုပ်ကင်ပေးခဲ့ရတယ်။အဲ့ဒီအချိန်မှာတက်မှုကတော့ကသူ့သားစီကဖုံးဝင်လာပြီးမကြခင်ရောက်လာတော့မယ့်အကြောင်းအသိပေးခဲ့တယ်။အလုပ်ရှင်မျိုးသမီးကဝမ်းသာအားရဖြစ်သွားပြီးသူ့သားနဲ့ရင်းနှီးမှုရဖို့စိတ်အားထက်သန်နေခဲ့တယ်။ကောင်မလေးကထိုင်ပြီးစားတော့မယ့်အချိန်မှာပဲအလုပ်ရှင်မျိုးသမီးကစပွဲမှာပကံခွက်ရောက်မလောက်ဘူးလို့ပြောပြီးကောင်မလေးကိုမတက်ရက်နေခိုင်းတာထက်မန်သားစီးခဲ့ပြန်တယ်တထေးသားကတော့တစ်ချိန်လုံးနှုတ်ဆက်နေခဲ့တယ်ကောင်မလေးထွက်ခွာတော့မယ့်အချိန်မှာပဲလက်တစ်ဖက်ကသူ့ကိုနေရာမှာပြန်ထိုင်ဖို့အတင်းကျပ်လှုပ်ဆောင်ခဲ့တယ်အဲ့ဒါចောင်းသားတစ်ဖြစ်နေတယ်တစုံတစ်ယောက်ကိုကြိုးဆိုဖို့အတွက်အခြားလူတစ်ယောက်ကိုနှင်ထုတ်ရမယ်ဆိုရင်သူကတော့ဒီညစာစားပွဲကိုလုံးဝမတက်ရောက်ချင်တော့ဘူးလို့ပြောလိုက်တယ်အဲ့ဒီအခိုက်အတန့်မှာပဲရောက်ရှိနေသူအားလုံးရဲ့မျက်နှာတွေလုံးဝပြောင်းလဲသွားခဲ့ရတယ်